တော့ပြီးရင်ဆရာတို့ကဒီနေရာမှာ shape လေးတွေစတင်ပြီးတော့ဖန်တီးမယ် rectangle shape လေးတွေစပြီးတော့ဖန်တီးမယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ rectangle shape တွေဖန်တီးဖို့အတွက်ဆရာတို့ကဘာလုပ်ပေးရမလဲပထမဦးဆုံး layer တစ်ခုခေါ်ရမယ် very nice အဲ့တော့ဆရာတို့ကအပေါ်ဆုံး layer ကိုတစ်ချက်ထောက်လိုက်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ဆရာတို့ layer တစ်ခုစတင်ပြီးတော့ခေါ်ပါတယ်အဲ့တော့အဲ့ဒီ layer ပေါ်လာတဲ့ဟာကိုဆရာတို့ကနာမည်တစ်ခုပေးပါမယ် rectangle ပေါ့ okay rectangle ဒီနေရာမှာ rectangle ကဘယ်နှခုရှိလဲဆိုတော့1 2 3 4 ၄ခုရှိတယ်ပြီးရင်ဘေးနားမှာ sub wine လေးရှိတယ်ဟုတ်ပြီနော်အဲ့တော့တကယ်တမ်းအဲ့ဒါ sub wine မဟုတ်ပါဘူးပြင်ပြပါမယ်အဲ့တော့ဆရာတို့ rectangle ကစုစုပေါင်း5ခုရှိတာဖြစ်တဲ့ကြောင့် rectangle 1လို့နာမည်ပေးမယ် okay ပြီးရင် enter နှိပ်လိုက်ပါပြီးရင်ဆရာတို့က shape 2ကိုယူမယ်အဲ့တော့ shape 2ရဲ့အတူကောက်ဖြစ်တဲ့ u ဖြစ်ပါတယ်ဟုတ်ပြီနော် u နဲ့ shape 2ကိုယူလိုက်ပြီနော်ပြီးပြီဆိုလို့ရှိရင်ဆရာတို့ကသူ့ right click ထောက်တယ် rectangle 2မှာဆရာတို့က selection လေးပေးထားပါအဲ့တော့ပြီးပြီဆိုလို့ရှိရင်စောနာဆရာတို့ circle ဆွဲခဲ့တဲ့အတိုင်းပဲဒီတစ်ခေါက်မှာဆိုလို့ရှိရင်လည်းဆရာတို့ကဟလာကွက်တိကြတဲ့ဒီ rectangle လေးတစ်ခုကိုဖန်တီးမှာဖြစ်တဲ့ကြောင့် shift ကိုဖိထားမယ်ပြီးရင်တော့ဆွဲလိုက်ပါ okay ရပြီပြီးရင်တော့လွှတ်လိုက်ပါဟုတ်ပြီနော်ညီလားမညီလားသိကျင်တယ်ဆိုလို့ရှိရင်ဆရာတို့က move to လို့ယူလိုက်မယ် move to ကိုယူပြီးွားဆိုလို့ရှိရင်နည်းနည်းလေးရွှေ့လိုက်မယ်ပြီးရင်သူ့မှာဆရာတို့ opacity ရှိပါတယ်အဲ့ဒီ opacity ကိုဆရာတို့က50% လောက်ထိဟလာအနောက်ကကောင်လေးကိုမြင်ရတဲ့အနေအထားလောက်ထိကိုဆရာတို့က short ချလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကွက်တိကြလားမကြလားပေါ့ပြီဟောဒီဘေးနားမှာနည်းနည်းလေးလိုနေရတက်လားအဲ့တော့အဲ့ဒီ rectangle လေးကို selection ပေးထားပါအဲ့တော့ကျောင်းသားတွေက make sure ဖြစ်ရပါမယ်ဘာလဲဆိုလို့ရှိရင် auto select ကိုအမှန်ချစ်ပေးထားရပါမယ်ဟုတ်ပြီနော်အကယ်၍များဆရာတို့က auto select ကိုအမှန်ချစ်မပေးထားဘူးဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးတွေဖြစ်နိုင်တယ်လဲဆိုတော့ဆရာတို့လက်ရှိဒီ rectangle ကိုပဲ selection ပေးထားရမှာလားအဲ့တော့ငါတို့ဘယ်ဘက်ကိုပဲရွှေ့ကွာအဲ့ rectangle ကြီးကပါလာမှာဟုတ်ပြီနော်ဆရာတို့ဆိုပါတော့ငါတို့ဒီ circle လေးကိုယူခြင်းတယ် circle လေးကို selection ပေးလိုက်တယ် circle ကပါလာလားမင်းပါမလား circle ကိုရွှေ့ circle ကို selection အခုနှိပ်လိုက်တယ် click နှိပ်လိုက်တယ် circle ကိုရွှေ့တယ်ဟော rectangle ကြီးပါလာတယ်ဒါကြောင့်ဆရာတို့ကကိုရွှေ့ခြင်းတဲ့ကောင်ကတခါတည်း layer selection ဖြစ်ဖို့အတွက်က auto select ကိုအမှန်ကျလေးတက်ပေးထားပါတယ်ဒီရမယ်နော်ကဲတော့ဟုတ်ပြီကို adjust လုပ်ချင်တဲ့နေရာလေးကိုဆရာတို့သွားလိုက်မယ် zoom လေးဆွဲပြီးသွားလိုက်မယ် zoom ကောင်းကောင်းဆွဲတက်ပါပြီကျောင်းသားတို့ဟုတ်ပြီနော်ဒီနေရာမှာဆရာတို့ shift လေးကိုဖိထားပြီးတော့ညာဘယ်ဘက်လေးကိုနည်းနည်းလေးဆွဲလိုက်မယ်အောက်ဘက်မှာနည်းနည်းလွတ်နေတယ်ဟုတ်ပြီနော်အောက်ဘက်လွတ်ရင်တိတ်မကောင်းဘူးနော်အဲ့တော့ဒီကောင်းအောင်ငါတို့ဟလာ okay ရပြီဒီလောက်ဆိုရင်အဆင်ပြေပြီ so fine ပြီပြီးတော့မှဆရာတို့ opacity ရဲ့ဘေးနာမြားလေးကိုဆရာတို့ဖွင့်ချလိုက်ပြီးတော့ဒီကောင်းကို 100% ပြန်တင်လိုက်ပါဒါဆိုရင် magnet သွားပါလိမ့်မယ် okay ရပြီအဲ့တော့ဒီတစ်ခေါက်မှာကျောင်းသားတွေကိုသင်ပေးဖို့ကဘာရှိမလဲဆိုလို့ရှိရင်ငါတို့ပွားတဲ့နီလန်းလေးကိုသင်မယ်ပေါ့နော်ဘယ်လိုပုံစံမျိုးပွားမလဲပေါ့တချို့တွေတီကောင်းသိပါတယ် auto ကိုဖိပြီးဆရာတို့ပွားတယ်ဟုတ်ပြီနော်မဘုတ်သမားတွေကတော့ option key ကိုဖိပြီးတော့ဆရာတို့ပွားရတယ်ပေါ့အဲ့တော့ဆရာတို့ကအဲ့ဒီအတိုင်းပဲလောရမှာဖြစ်ပါတယ်ဆရာဒီနေရာမှာနှုတ်လေးရေးပေးပါမယ်အဲ့တော့ဆရာတို့ကဒီကောင်လေးကိုအကုန်ဖြတ်လိုက်မယ်အဲ့တော့ဆရာတို့က duplicate လုပ်တယ်ခေါ်တယ်သူ့ကို dupli cat အဲ့တော့ duplicate လုပ်တဲ့အခါမှာဟုတ်ပြီနော် duplicate လုပ်တဲ့အခါမှာဆရာတို့က control J နဲ့ control plus J နဲ့ duplicate လုပ်လို့ရတယ်လက်တွေ့စမ်းသပ်လိုက်ရအောင်အဲ့တော့ control J ကိုအရင်ဆုံးပြောပေးခြင်းအဲ့တော့ဒီမှာဆိုလို့ရှိရင်ဆရာတို့ကကို duplicate လုပ်ချင်တဲ့ကောင် duplicate လုပ်တယ်ဆိုတာဒီပွားတာဟုတ်ပြီနော်ကို duplicate လုပ်ချင်တဲ့ကောင် selection ပေးလိုက်တယ် auto select ကိုအမှန်ကျတက်ထားပါပြီးပြီဆိုလို့ရှိရင်သူ့ကိုဆရာတို့က control or command J ဟုတ်ပြီနော်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီနေရာမှာ rectangle 1 copy 7ဆိုပြီးဖြစ်သွားလိုက်မယ်အဲ့ဒီကောင်လေးကိုဆရာတို့ selection ပြီးပြီးတော့ကိုပေးခြင်းတဲ့နာမည်ပေးဆရာတို့ဒီနေရာမှာအလွယ်2လို့ပဲရိုက်လိုက်မယ်ဟုတ်ပြီနော်ပြီးပြီဆိုလို့ရှိရင်သူ့ကိုညာဘက်ကိုဆွဲလာလိုက်ဒါဆိုလို့ရှိရင် okay ပြီokay ဒီနေရာမှာ center ကိုကြာသွားပြီတွေ့လား center ကြာသွားပြီဆိုလို့ရှိရင်ဆရာတို့က shift ကိုဖိပြီးတော့အပေါ်ဆွဲရင်အပေါ်ဘက်ကြီးပဲပါလာမယ် shift ကိုဖိပြီးအောက်ဘက်ဆွဲရင်အောက်ဘက်ကြီးပဲပါလာမယ်ဒါပေမဲ့ center မှာတခါတည်းကြာပြီးတော့ဘေးပညာအပေါ်အကုန်လုံးပါကျင်တယ်ဆိုလို့ရှိရင် alt key ကိုဖိပြီးတော့ဆရာတို့ကဆွဲပေးရပါတယ်ဒါဆိုလို့ရှိရင်ဘယ်ညာအပေါ်အကုန်လုံးပါလာပြီပြီးရင် okay လေးတစ်ချက်နှိပ်လိုက်ပါဟုတ်ပြီနော် okay နှိပ်နေမနှိပ် enter နှိပ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးလေးနဲ့ဆရာတို့ rectangle လေးတွေကိုဖန်တီးလိုက်ကြစို့အဲ့တော့ထုံးစံတိုင်းပဲဆရာတို့ note လေးကိုသွားမယ်ဒီမှာ control J နဲ့ဆရာတို့ပွားတဲ့ကိစ္စပြီးပြီအဲ့တော့နောက်ထပ်တစ်နည်းကဘာလဲဆိုလို့ရှိရင် control နေရာမှာ command လို့ပြောင်းဖတ်နော်တော်တော်များများ window သုံးတဲ့သူတွေဆိုတော့မတ်သမားတွေဟလာဒီလောက်တော့သိပါတယ်အဲ့တော့ control J ကိစ္စပြီးပြီကျွန်တော်ပွားတဲ့နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင် order ဖြစ်ပါတယ်
alt ဟုတ်ပြီနော် alt ကိုဖိထားပြီးတော့ HOLT whole order ကိုဖိထားပြီးတော့ဆရာတို့က mouse နဲ့ဟလာဆွဲပေးရတာဖြစ်ပါတယ်အဲ့တော့စမ်းသပ်လိုက်ရအောင်ဆရာတို့ okay ဒီနေရာမှာဆရာတို့ကပွားခြင်းတဲ့ကောင်ကနံပါတ်2ဖြစ်ပါတယ်ဒီနံပါတ်2 layer ဒီ shape လေးပေါ့အဲ့တော့ပွားခြင်းတဲ့ကောင်ကိုကအရင်ဆုံး selection ပေးထားဖို့လိုအပ်ပါတယ်ဟုတ်ပြီနော် make sure your selection on the element what you created let's go အဲ့တော့ဒီနေရာမှာဆရာတို့ကနံပါတ်2ကို selection ပေးထားတယ်ပြီးပြီဆိုလို့ရှိရင်ဆရာတို့က alt ကိုဖိလိုက်ပါဖိတဲ့အခါမှာ mouse တောင်ဖြစ်တယ် mouse pointer လေးကနှစ်ခုဖြစ်နေမယ်နော်ဆရာတို့ alt ကိုဖိလိုက်တဲ့အခါမှာတွေ့လားအောက်ဘက်မှာအဖြူလေးထပ်ပြီးပေါ်လာတယ်အဲ့ဒါပွားလို့ရပြီဆိုတဲ့သဘောအဲ့လိုအခြေအနေမျိုးကြပြီဆိုလို့ရှိရင်ဆရာတို့က mouse ကိုဖိလိုက်ပြီးတော့ကိုပွားခြင်းတဲ့ဘက်ကိုဆွဲလိုက်ရုံပဲပြန်ပြမယ်နော်အဲ့တော့ဆရာတို့ပွားမယ်ကောင် selection တစ်ချက်ပေးထားမယ်ဟုတ်ပြီနော်ပြီးရင် option ဒါမှမဟုတ်လဲ order ဖိထားပြီးတော့ဆရာတို့ကညာဘက်ကိုဆွဲလိုက်ရုံပဲဒါလေးပဲအဲ့တော့ center ကိုကြလာဟုတ်ပြီနော် move tool လေးနဲ့ center ကိုကြအောင်ဆရာတို့ညှိ okay center ကြပြီဆိုလို့ရှိရင်ဘေးဖင်ညာအပေါ်အကုန်လုံးကြီးအောင်လို့ order ကိုဖိတာauto ဖိပြီးတော့ဒါမျိုးကြီးလိုက်ရုံပဲဒါပဲဟုတ်ပြီနော်ចောင်းသားကိုရမှာပါကဲတော့နောက်ထပ်တစ်ခုပွားတဲ့ technique ကတော့ဒါပဲဟုတ်ပြီနော်အဲ့နှစ်ခုပဲအဲ့တော့ပြီးပြီဆိုလို့ရှိရင်နောက်ထပ်တစ်ခုလည်းဆရာတို့ပွားလိုက်မယ်ဒီတစ်ခေါက်မှာငါတို့ pro ကြဖြစ်အောင်လို့ဆရာတို့ဟလာ auto လေးကိုဖိပြီးတော့ညာဘက်ကိုပွားလိုက်ပါမယ် okay ဒီတစ်ခေါက်မှာဆရာတို့ matura လေးရှိတယ်ဆရာဒီကောင်ကို opacity လေး short လိုက်မယ်အောက်က example လေးကိုမြင်အောင်အဲ့တော့ opacity short လိုက်တဲ့အခါမှာဆရာတို့ကဒီဘက်ဘေးနားမှာလွတ်နေတဲ့အပိုင်းလေးတွေပေါ်လာတယ်အဲ့တော့ဆရာတို့လိုရမယ့် element design လေးကဘယ်လိုလေးလဲဆိုလို့ရှိရင် down လေးတွေကအ white လေးတွေဖြစ်နေတဲ့ design လေးကိုဆရာတို့ကဖန်တီးရမှာဟုတ်ပြီနော်ဆရာတို့ zoom in လုပ်လိုက်မယ် property box ကိုခေါ်ရပါအကြောင်းသားတို့အဲ့တော့ဆရာတို့ကိုပြောင်းလဲမယ် element ကို selection တစ်ချက်ထောက်မယ် okay အဲ့လို selection ထောက်လိုက်တဲ့အခါမှာ2022ကစပြီးတော့ဆရာတို့ဒီ down လေးတွေမှာအလုံးလေးတွေပေါ်လာတယ်ဟုတ်ပြီနော်အဲ့ဒီအလုံးလေးတွေကိုဆရာတို့ကဆွဲလိုက်ရုံပဲတအားလွယ်တယ်ဟုတ်ပြီနော်ဒီလိုပုံစံမျိုးလေးလုပ်ရုံပဲဒါပေမဲ့တချို့ version ဟလာ2020အောက် version တွေဆိုလို့ရှိရင်ဆရာတို့က properties ထဲကိုသွားရတယ်ဟုတ်ပြီနော်ကို selection ပေးမဲ့ layer ကို select ပေးလိုက်ပါကိုပြောင်းချင်တဲ့ element ဒီ element okay select ပေးလိုက်ပြီးပြီဆိုလို့ရှိရင်ဆရာတို့ကဒီနေရာမှာ properties မှာ appearance ရှိတယ်ဟုတ်ပြီနော် appearance ရှိတယ်အဲ့တော့အဲ့ဒီ appearance ကိုဆရာတို့ကဒီအောက်ဘက်လေးမှာ fill stroke ဟုတ်ပြီနော်ဒီအောက်မှာဆရာတို့ကတခြားဟာလေးရှိသေးတယ်လိုမျိုးတောင်းအကွေးပုံစံလေးတွေရှိတယ်အဲ့ဒီကောင်လေးကိုလေဆရာတို့ကဒါမျိုးဟလာညာဘက်ကိုဆွဲလိုက်ပြီးတော့ဒါမျိုးလဲကွေးလို့ရတယ်ဒါကတော့ properties ထဲမှာလောက်တာပေါ့ဟုတ်ပြီနော်ကျောင်းသားတွေ make sure ဖြစ်ဖို့ကဘေးနား link ဖြစ်နေတဲ့ကောင်လေးကိုဆရာတို့ကအမှန်ကျစ်ဖြစ်နေဖို့ပဲဒီနေရာမှာအမှန်ကျစ်တော့မပေါ်ဘူးကွာဒီနေရာမှာ selection ပေးထားမိဖို့ပဲ selection ဒါမပေးထားရင်ဆရာတို့ကစောနာငါတို့ဒီနေရာမှာညာဆွဲတဲ့အခါမှာဟလာကိုဆွဲလိုက်တဲ့နေရာပဲဒါမျိုးကြီးဖြစ်လာမှာလေဟုတ်တယ်မလားဒါကြောင့်ဆရာတို့က selection ပေးထားဖို့လိုအပ်တာဒါပေမဲ့အဲ့တော့ selection ပေးလိုက်ပါပြီးရင်ဆရာတို့ကကျန်တဲ့ကောင်တွေကိုဟလာအဆင်ပြေသလိုကြီးလို့ရပါပြီ okay ရဟုတ်နော်ပြီးတော့မှဆရာတို့ဒီနားကနေဟလာညာဘက်ကိုဖြည်းဖြည်းချင်းရွှေ့ညာဘက်ကိုဖြည်းဖြည်းချင်းရွှေ့များဝိုင်းဒါမျိုးအရင်များဝိုင်းဆိုလို့ရှိရင်ဆရာတို့ကဘယ်ဘက်ကိုပြန်ရွှေ့ဟုတ်ပြီနော်ဘယ်ဘက်ကိုပြန်ရွှေ့ okay အဆင်ပြေပြီဆိုလို့ရှိရင်တော့ဆရာတို့က opacity ကို100ပြန်ထားလိုက်မယ်အဲ့တော့ opacity စာသားလေးမှာပဲဆရာတို့ကလက်ညှိုးပုံစံလေးဖြစ်နေပြီဆိုလို့ရှိရင် mouse ကိုဖိထားပြီးတော့ညာဘက်ကိုရွှေ့လို့ရှိရင် opacity ကများသွားမယ်တိုးသွားမယ်